ဒေါ်ပိုရီးယားကမိသားစုကိစ္စဆိုပြီးကပတ်ကာကွယ်ပွဲတော်မထိုးဘူးအင်တာဗျူးတွေနဲ့အားတော့လိုက်ချောင်းနေတဲ့လူလိန်လို့ဝုံလိုက်ပြန်တဲ့အာမန်ဆာရူဂျန်ပရိသတ်များလုံးမဲ့မင်္ဂလာပါမြခန်ဖိုင်နျူးစ်ကတင်ဆက်နေပါပြီဒီလောကမှာပွဲမထိုးခင်တယောက်ကိုတယောက်ဆဲဆိုကြတာကအထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့ဒေါ်ပိုရီးယားနဲ့အာမန်ဆာရူဂျန်တို့နှစ်ယောက်ကတော့နည်းနည်းချီကြာလာသည့်တိုင်အခုချိန်ထိလေမုန်တိုင်းတန်နေမလျှော့ကြသေးဘဲနဲ့အခွင့်ရတဲ့ချိန်တိုင်းမှာတယောက်ကိုတယောက်ပြန်လည်ဝုံနေကြစေဖြစ်ပါရီခုနောက်ဆုံးမှာဆိုရင်တော့သူတို့နှစ်ယောက်ဟာတာမန် trust တော့အပြန်အလှန်ဆဲဆိုခြင်းမဟုတ်တော့ဘဲနဲ့တပတ်သားရဲ့ဂုဏ်သိက္ခာ integrity နဲ့မိသားစု family value တို့ကိုပါတိုက်ခိုက်လာတဲ့အထိဖြစ်ခဲ့ကြတာဖြစ်ပါရီဗာဒီပင်ပလက်ကအာမန်ဟာသူ့ဖေချမ်းသာတိုင်းလှုပ်ချင်တာလုပ်လို့ရမယ်ထင်နေတဲ့ကလေးစိုးလေးလို့ပြောခဲ့ပြီးတိတ်မကြခင်မှာပဲဒေါ်ပိုရီးယားကလည်းအာမန်ကိုထပ်ဝုန်းခဲ့ပါရီအခုဆိုရင်တော့သူ့ကိုဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့ဒေါ်ပိုရီးယားကိုပြင်းပြင်းထန်ထန်ပြန်လဲတုံ့ပြန်ပြောဆိုလာခဲ့ပါရီဒေါ်ပိုရီးယားကလက်ရှိမှာတော့ UFC မှာပွဲတွေမထိုးသေးဘဲနဲ့သူ့ရဲ့မိသားစုပြဿနာကိုဖြေရှင်းအောင်မယ်သူငွေညစ်ခံနေရတယ်ချင်းချောက်ခံနေရတယ်ဆိုပြီးတော့လိုက်ဝဲချန်ပီယံကပတ်ကာကွယ်ပွဲကိုမထိုးသေးဘူးလို့ UFC ကိုခွင့်တောင်းထားတာပါတပည့်အင်တာဗျူးတွေကိုတော့ဝင်ရောက်ဖြေဆိုရင်းနဲ့လေတိုက်ထားတာကိုတော့ဒေါ်ပိုရီးယားကမပြတ်မကွက်လှုပ်ဆောင်နေစေဖြစ်ပါရီဒါကိုအာမန်ကခွင့်ကောင်းယူပြီးတော့အင်တာဗျူးတစ်ခုမှာဒေါ်ပိုရီးယားကပွဲတွေကိုကြောက်လို့ရှောင်နေတာဖြစ်ကြောင်းမိသားစုကိစ္စကိုအကြောင်းပြချက်ပြသုံးချနေတာသာဖြစ်ကြောင်းဝေဖန်ခဲ့ပါရီအာမန်ကသူ့ရဲ့ပွင့်လင်းလှောင်ပြောင်တဲ့ပုံစံတိုင်းဒေါ်ပိုရီးယားကိုလူမှုကွန်ရက်ကနေလူသိရှင်ကြားတိုက်ခိုက်လိုက်တာပါအာမန်ကပြောလိုက်တယ်လဲဆိုတော့မိသားစုပြဿနာဖြေရှင်းဖို့အတွက်ဆိုပြီးပွဲတော်မထိုးဘဲနဲ့အနားယူဖို့မင်းတောင်းဆိုတယ်ဒါပေမဲ့မင်းမအင်တာဗျူးတွေဖြေဖို့အတွက်တော့အချိန်အများကြီးရှိနေတယ်လို့ပဲမင်းကတကယ်ကိုရေစရာကောင်းတဲ့လူလိန်လေးပဲဆိုပြီးတော့သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတုံ့ပြန်သွားခဲ့တာဖြစ်ပါရီအာမန်ကသူ့ရဲ့ X Twitter မှာဒေါ်ပိုရီးယားကို Albanocher ဆိုတဲ့စကားလုံးနဲ့သုံးနှုန်းခဲ့တာဖြစ်ပါရီဒါကစပိန်ဘာသာစကားမှာဒေါ်လေးရိုင်းဆိုင်ပြီးတော့သူရဲ့ဘောကြောင်သူသို့မဟုတ်ယောက်ျားမပီတာသူဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါရီဒေါ်ပိုရီးယားကအနားယူနေစဉ်မှာပဲခါဗစ်မာကာချက်နဲ့အာမန်တို့ကိုပုတ်ခတ်ပြောဆိုခဲ့တာကြောင့်အာမန်ကမင်းကတကယ်ကိုရေစရာကောင်းတဲ့လူလိန်လေးပဲလို့တုံ့ပြန်ခဲ့တာဖြစ်ပါရီဒေါ်ပိုရီးယားကလိုက်ဝဲကပတ်ကိုရယူထားပေမဲ့အခုလိုအချိန်ကြာကြီးပွဲမထိုးနိုင်တာကတန်းခွဲတစ်ခုလုံးကိုရပ်တန့်စေပါရီတကယ်လို့ဒေါ်ပိုရီးယားသာ2016ခုနှစ်ထိပွဲမထိုးနိုင်ဘူးဆိုရင် UFC အနေနဲ့သူကပတ်ကိုသိမ်းယူဖို့စထစ်ဒါမှမဟုတ်ဂျာဘက်ချန်ပီယံကပတ်ပွဲစီစဉ်ဖို့ဖိအားတွေအများကြီးကြုံတွေ့နေရပါရီအာမန်ကတော့မင်းကပတ်ကိုစွန့်လွတ်လိုက်မဟုတ်ရင်ငါကိုယ်တိုင်လာယူမယ်လို့ရာဇသံပေးထားပါရီအာမန်ကသူဟာဒေါ်ပိုရီးယားထက်ပိုကောင်းတဲ့ဖိုက်တာဖြစ်ကြောင်းအမြဲပြောလေးရှိပါရီဒေါ်ပိုရီးယားမှာကမ္ဘာ့ဆင့်ဘောက်ဆင်စွမ်းရည်ရှိတာကိုအာမန်ကအတိအမှတ်ပြုပေမဲ့ wrestling နဘန်းနဲ့ ground game မြေပြင်တိုက်ပွဲမှာတော့ဒေါ်ပိုရီးယားကသူ့ကိုမရှင်းနိုင်ဘူးလို့အာမန်ကယုံကြည်နေတာဖြစ်ပါရီအခုလိုမျိုးဆိုရှယ်မီဒီယာပေါ်ကရန်ပွဲတွေဟာတကယ်ပွဲဖြစ်လာတဲ့အခါမှာကြည့်ရှုသူအရေးအတွက်ကိုအစမတန်မြင့်တက်စေမှာဖြစ်ပါရီအာမန်ရဲ့ရွေချက်ကလည်းဒေါ်ပိုရီးယားကိုဒေါသထွက်အောင်ဆွာပြီးတော့လောင်ရင်ထဲမှာရောက်လာအောင်လို့ဆွဲခေါ်နေတာသာဖြစ်ပါရီအာမန်ဆာရူဂျန်ရဲ့တုံ့ပြန်မှုကအတော်လေးကိုထိရောက်ပြီးဒေါ်ပိုရီးယားရဲ့ဂုဏ်သိက္ခာကိုစိန်ခေါ်လိုက်တာဖြစ်ပါရီမိသားစုကိစ္စဆိုတဲ့အကြောင်းပြချက်ဟာ MMA လောကမှာအလွန်သိမ်မွေ့ပေမဲ့အဲဒီအကြောင်းပြချက်ကိုသုံးပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာတခြားသူတွေကိုလိုက်လံရန်စနေတာကဒေါ်ပိုရီးယားအတွက်ကတော့အနှုတ်လက္ခဏာဆောင်နေရလို့အာမန်ကဝုန်းလိုက်တာဖြစ်ပါရီပရိသတ်တွေကတော့ဒီစကားစစ်ထိုးပွဲတွေထက်လောင်ရင်ထဲမှာဘယ်သူကအစ်စ်မှန်လဲဆိုတာကိုပဲမြင်တွေ့ကျင်ကြတာပဲဖြစ်ပါရီဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတာကတော့စိတ်ဝင်စားဖွယ်ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါရီများကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရီများ